ဒီအတာဘေးမှာကတော့ကျွန်တော်တို့ရဲ့ KH series အမျိုးအစားပါနော် KH080 တက်3လို့ခေါ်တဲ့ရှစ်တန်အမျိုးအစားကျွန်တော်တို့စက်ကိုပြသပေးသွားမှာပါဒါကတော့ကျွန်တော်တို့ရဲ့ရှစ်တန်အမျိုးအစားပါနော်ကျွန်တော်တို့သူ့ရဲ့တန်ချိန်အနေနဲ့ဆိုရင်ကျွန်တော်တို့ရှစ်တန်ကျွန်တော်တို့ရှိပါတယ်သူ့မှာလည်းကျွန်တော်တို့ကူဘာအင်ဂျင်အမျိုးအစားကိုပဲအသုံးပြုထားပါတယ်ကူဘာကကျွန်တော်တို့4စလင်ဒါဒီလုံးလို့ကျွန်တော်တို့ကောင်းရအပြင်64ကောင်အားရှိတယ်ကျွန်တော်တို့အင်ဂျင်ပေါ့နော်အင်ဂျင်ကိုအသုံးပြုထားပါတယ်ဒီ KHCD K080 ပေါ့နော်ရှစ်တန်အောင်ကြတော့ကျွန်တော်တို့ကတိုက်ပေး swing model လို့ခေါ်တယ်သူကခုနဟိုနဲ့ကြတော့ဘယ်လိုမတူတာလဲဆိုတော့သူ့ရဲ့ chain ကကြတော့ကျွန်တော်တို့စက်ကိုလှည့်တဲ့ခါကြလို့ရှိရင်သူ့ရဲ့ counter weight ကတပတ်ဘေးကိုတော့ထွက်မယ်ဒါပေမဲ့အနောက်ကိုတော့ကျွန်တော်တို့မထွက်ဘူးအနောက်ကနောက်ရဲ့ဟိုလေးမှာအနေငယ်ညာလာထွက်ပြီးတော့ကျွန်တော်တို့တိုက်ပေး swing ပေါ့နော်လှည့်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့တချို့နေရာအချင်းချက်တွေဝင်တဲ့ခါကြလို့ရှိရင်လည်းဘူးစင်ကြည့်ရအောင်ဒီဇိုင်းပြုလုပ်ထားတဲ့ကျွန်တော်တိုက်ပေး swing model ဖြစ်ပါတယ်အဆန်းလေးပြလိုက်ချင်းဝင်ရဆိုလို့ရှိရင်နောက်ကကောင်တာဝေးရဆိုရင်သူ့ရဲ့ချင်းဝင်ထဲမှာပဲရှိတယ်ပေါ့နော်နောက်တစ်ခုသူ့ရဲ့ကျွန်တော်တို့ quad side အနေထားကို quad side ကိုကျွန်တော်ပြပြပေးပါအောင်မယ်သူ့ရဲ့ quad side ဟာဆိုလို့ရှိရင်ကျွန်တော်တို့ 0.25 မီတာကျူးရှိပါတယ်ကျွန်တော်တို့ချင်းအနေနဲ့ဆိုရင်တစ်ချင်းကိုကျွန်တော်တို့က17ခွက်နဲ့ကျွန်တော်တို့ကတစ်ချင်းပြည့်အောင်ကျွန်တော်တို့17ခွက်အသုံးပြုပြီးတော့ခတ်လို့ရပါတယ်ပြီးတော့သူ့ရဲ့ဟိုကားပေါ်တင်နိုင်တဲ့အမြင့်ပေါ့နော်အမြင့်ကလည်းကျွန်တော်တို့16ပေအမြင့်ဒီကျွန်တော်တို့ကတင်လို့ရတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့လှမ်းကုတ်နိုင်တဲ့အမြင့်ပေါ့နော်ကျွန်တော်တို့တောင်နိုင်ငံတွေကိုလှမ်းကုတ်နိုင်တဲ့အမြင့်ကကျတော့ကျွန်တော်တို့က23ပေအမြင့်ဒီကျွန်တော်တို့ကလှမ်းပြီးတော့မြေကြီးတွေကိုဖြုတ်ချလို့ရတယ်ဒါ23ပေအမြင့်ဒီပေါ့နော်ပြီးရင်သူစက်ရဲ့အလေကောင်ကနေတွက်မယ်ဆိုလို့ရှိရင်သူရဲ့လှမ်းကုတ်နိုင်တဲ့အကွာဝေးကကျွန်တော်တို့22ပေအထိခုလို့ရတယ်ပေါ့နော်ပြီးရင်အောက်ကအနက်ပေါ့အနက်ကျွန်တော်တို့အောက်အနက်ထိတူးမယ်ဆိုလို့ရှိရင်တူးနိုင်တဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့22ပေရှိတယ်ပေါ့နော်ပြီးရင်တူးနိုင်တဲ့အနက်ပေါ့တူးနိုင်တဲ့အနက်အောက်ကအနက်တူးနိုင်တဲ့အနက်ကကျွန်တော်တို့က14ပေထိကျွန်တော်တို့ကလှမ်းပြီးတူးလို့ရတယ်ခင်ဗျာဒါကြတော့ကျွန်တော်ရှစ်တန်အမျိုးအစားကျွန်တော်တို့ဒီ KCD ပေါ့နော်တိုက်သေးဆွဲ model ဖြစ်ပါတယ်